Hello အားလုံးပဲ Assalamu alaikum လည်း share ဝင်ကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့ Monthly မှာ Hello ဆိုင်လေးပြေပေါင်မုံတွေကိုနေ့စဉ်လက်ဆက်ရောင်းချပေးနေတယ် Chat ဆိုတဲ့ဒီ Hello Mini Bakery ဆိုင်လေးကိုကျွန်တော်ကဒီ vlog လေးနဲ့တူတူအလဲခေါ်သွားပေးပါမယ် Mini Bakery ဆိုတဲ့အတိုင်းပဲပေါင်မုံတွေကိုအများကြီးမဟုတ်ဘဲနဲ့နေ့စဉ်အရေးအတွက်ကန့်သတ်ပြီးတော့တာရှည်ခံစီလုံးဝမပါဘဲနဲ့လက်ဆက်ရောင်းချပေးနေတဲ့ဆိုင်လေးမှာဆိုရင်တော့ဘယ်လိုမျိုးပြင်ဆင်ပြီးတော့ပြုလုပ်ရောင်းချပေးနေလဲဆိုတာကိုဒီ vlog လေးနဲ့တူတူဆုံးဖြတ်ကြည့်လိုက်ကြရအောင်ပထမအဆုံး Jet Mini Bakery ပါမုံဆိုင်မှာဆိုရင်တော့ပါမုံကိုမီနူးမျိုးစားအနေနဲ့ဆိုရင်6မျိုးပဲရှိပါတယ်။မီနူး6မျိုးတွေကမှမီနူးတစ်ခုချင်းစီရဲ့အရေးအတွက်ကိုတော့အများကြီးထုံမထားပဲနဲ့နိုင်တဲ့လောက်လေးရောင်းချပေးနေတဲ့ Hello Mini Bakery ဆိုင်လေးဖြစ်ပါတယ်။ကျွန်တော်ဒီဆိုင်လေးကိုစတည်တော့က2023ကဆိုတော့ဈေးနှုန်းနေနဲ့လေ800လောက်ကစားတာပေါ့နော်။ဒါပေမဲ့အခုကတော့ကုန်ဈေးနှုန်းတွေရမ်းတက်နေလို့ဈေးကတော့3500ကနေပြီးတော့အခုဆိုရင်တော့4000တိဖြစ်သွားပြီးတော့အရသာပိုင်းမှာလည်း quality ကိုအဓိကထားပြီးရောင်းချပေးနေရမို့လို့စားလို့ရန်ကောင်းပါတယ်ဒီ Jet Mini Bakery ဆိုင်လေးကိုကျွန်တော်ပထမဆုံး vlog ရိုက်တော့ကဒီဆိုင်လေးမှာဆိုရင်တော့တခြား menu တွေအနေနဲ့ကိုရီးယားထမင်းတုပ်တွေစံပြားလိပ်တွေပေါ့နော်ဒီပါမုံလေးတွေနဲ့ smoothie လေးတွဲရောက်တာကိုတော်တော်များများသိကြမယ်ထင်ပါတယ်နောက်ပိုင်းမှာတော့ Jet Burger ဆိုပြီးတော့အဝိုင်အောင်တွန်းလဲလေးတွေနဲ့အခုဆိုရင်ဆိုင်ခွဲပေါင်းစီဆိုင်ထိရောင်းချပေးနေရမို့လို့နောက်ပိုင်းဒီဆိုင်လေးမှာဆိုရင်တော့အရင်ကရတဲ့ menu တွေမရဘဲနဲ့ဒီပါမုံတွေကတော့ customer တွေလာမေးနေကြလို့နေ့စဉ်ပေါ့နော်သူတို့တစ်နိုင်တစ်ပိုင်းလေးရောင်းချပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီဆိုင်မှာရတဲ့ပါမုံလေးတွေအကုန်လုံးကတာရှည်ခံသေးလုံးဝမပါဘူးလက်ဆက်နဲ့ဖောက်တာမို့လို့ကလေးလူကြီးပြီးစိတ်ချလက်ချစားလို့ရပါတယ်ပါမုံတွေပြုလုပ်တဲ့နေရာမှာလည်းမနဲ့စောစောထားပြီးတော့ညနေခင်းနေဝင်တဲ့ချိန်အထိကိုဂျုံနေရနေစပြီးတော့ကျွန်တော် step by step process လေးလုပ်ပြီးတော့အခုလိုမျိုးပေါ့နော်ရောင်းချတဲ့အချိန်အထိကိုတနေ့ကုန်နှီးပါပြုလုပ်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်တော့ပါမုံတွေကိုမီနူး6မျိုးပဲဆိုပေမဲ့အရသာပိုင်းမှာလည်းလုံးဝ quality ကိုမခေါ်ကပ်ဖဲနဲ့ကျွန်တော်အများကြီးထုတ်ပေးထားပါတယ်တန်ရှင်းမှုပိုင်းမှာလည်းတေချာလေးလေးထားတာမို့လို့ဒီဆိုင်မှာရတဲ့ပါမုံတွေကစားကြည့်လိုက်တဲ့အခါမှာပေးရတဲ့ဈေးတက်ကိုပုတ်ပြီးစားလို့ကောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကပေါ့နော်ဒီပါမုံနေကိတ်မုတ်လေးဆိုအရန်ကြိုက်တယ်ပေါ့နော်ကျွန်တော်မန္တလေးမှာလည်းနာမည်ကြီးရဲ့ဒီ Hello Bakery ဆိုင်တွေလည်းရှိပါတယ်ဒီဆိုင်လေးကိုရရချက်ကတော့ကျွန်တော်လိုမျိုးပါမုံနေကိတ်မုတ်နေအရန်ကြိုက်တဲ့သူဆိုရင်တော့ဒီဆိုင်ရဲ့ပါမုံကိုလုံးဝအကြိုက်တွေ့စီမှာမို့လို့ကျွန်တော်ဥထားတဲ့ဆိုင်တွေရဲ့ဆိုင်ကိုကျွန်တော်ကပြန်ပြီးတော့ sharing လုပ်ပေးလိုက်ပါတယ်ဒီဆိုင်မှာရတဲ့ပါမုံတွေကတော့ကျွန်တော်နေ့စဉ်လက်ဆန်ရောင်းချပေးနေတာမို့လို့တချို့နေ့မှာဆိုရင်တော့ stop ပြတ်တတ်ပါတယ်တကယ်လို့ကိုယ်စားချင်တယ်ဆိုရင်တော့ဖုန်းဆက်ပြီးကြိုးမှထားလို့ရတယ်လို့မနက်9:00နာရီကနေပြီးတော့ညနေ9:00 6:00နာရီလောက်ထိကိုဆိုင်မှာသွားဝယ်လို့ရပါတယ်ဆိုင်လေးစာလေးကတော့35လမ်း80တောင်းတက်မှာဖွင့်ထားပြီးတော့ကလေးကစားစရာပစ္စည်းဆိုင်နဲ့ဘေးချင်းကရဲ့မှာပါအခုလိုမျိုးချက်ပါကဝိုင်အောင်တွန်းလဲလေးတွေကဆိုင်ခွင့်အများကြီးဖွင့်နေတဲ့အားကိုမှမအားရချားကနေပြီးတော့ customer တွေကနေ့စဉ်နေတိုင်းတောင်းဆိုလို့ပေါ့နော်ဒီပါမုံလေးတွေကိုတရချားတစ်ခါနဲ့ချားတစ်ခါဖုတ်ပေးရမို့လို့စားကျင်တယ်ဆိုရင်တော့ဖုန်းဆက်ပြီးကြိုးမှထားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကဲကျွန်တော်ကတော့ဒီနေ့ပါမုံမီနူး6မျိုးလုံးကိုတစ်ခါရေးစားပြမှာဖြစ်ပါတယ်ပထမဆုံးစားမယ့်မီနူးကကြက်မြင်ပါမုံပါဒီကြက်မြင်ကဆိုရင်တော့အပေါ်မှာချက်သားမြင်လေးအုပ်ထားပြီးတော့အထက်မှာ mayonnaise လေးပါတာမို့လို့တော်တော်လေးစားလို့ကောင်းတယ်မှာပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲကြိုက်တဲ့ chocolate ပါမုံမှာအထက်မှာ chocolate ယိုတွေထည့်ပေးထားပြီးတော့အပေါ်မှာလည်း chocolate ကို coating လုပ်ပေးထားတာမို့လို့အရန်စားလို့ကောင်းပြီးတော့ကျွန်တော်ရဲကြိုက်ပါတယ်ပါမုံမှာကျုပ်ချောင်ပိုင်းကျွန်တော်ရဲကြိုက်တဲ့တာမို့လို့ဒီမီနူးကလည်းကျွန်တော်တို့ဆို favorite အီဆန်နီရဲ့ဂျုံသားထဲမှာကျုပ်ချောင်လေးထည့်ပေးထားပြီးတော့အပေါ်ကနေ mayonnaise တွေ sauce တွေရောတုပ်ပေးထားတာမို့လို့အရန်စားလို့ကောင်းပါတယ်ပါမုံကတော့ချိုကြိုက်တဲ့သူဆိုရင်တော့လုံးဝအကြိုက်တွေ့မဲ့မီနူးပါသူ့ရတာကတော့ဘေးမှာဆိုရင်ဒါအုံးသီးပတ်လေးတွေကပ်ပေးထားပြီးတော့အရသာက blueberry ရတာလေးဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်ဒါလေးကတော့နုပါမုံလာတော့မသိဘူးပေါ့ကျွန်တော်နာမည်တော့မေးသွားတယ်ပေါ့နော်အပေါ်ကနေနုမုံလေးဖြူပေးထားပြီးတော့အထဲမှာ cream cheese လေးထည့်ပေးထားလို့အရန်စားလို့ကောင်းပါတယ်ကျွန်တော်ခုစားပြသွားတဲ့မီနူးတွေအကုန်လုံးက Jet Mini Bakery ဆိုင်မှာရတဲ့ပါမုံလေးဖြစ်ပြီးတော့ဝယ်စားခြင်းတယ်ဆိုရင်တော့လမ်း80 35လမ်းထောင်မှာဖွင့်ထားတဲ့ဆိုင်လေးမှာတွားရောက်ဝယ်လို့ရပါတယ်နောက်ပြီးတော့ဒီဆိုင်မှာ smoothie လေးလည်းရနေလို့အသီးစစ်စစ်နဲ့ပြောထားတဲ့ strawberry smoothie လေးလည်းမှတောက်ခဲ့ပါတယ် smoothie ကလည်းအရသာပိုင်းမှာ quality ရောလုံးဝခုကပ်မထားပဲနဲ့ strawberry အသီးစစ်စစ်နဲ့ကိုမှနွားနို့တွေရောနူစိမ်းတွေရောပါမှုလို့အရန်တောက်လို့ကောင်းပါတယ်ကဲ strawberry smoothie လေးတောက်ရင်လည်းကျွန်တော်တို့မျိုးပါမုံတွေကိုလက်ဆက်နေကိုမှအရသာရှိရဲ့ Hello Mini Bakery လေးရှာနေဆိုရင်တော့ Jet Mini Bakery ကိုတောင်းဝယ်ကြည့်ဖို့ recommend လုပ်ရင်လည်းနောက်တစ်ခါမှပြန်နေကြမယ်နော်အားလုံးပဲ Assalamu alaikum